မြန်မာပြည်ကပိုရီတာတို့ကြိုက်လုံးလုံးတုတ်တုတ်ကြီးများအခုတစ်ပတ်အလဲကြာလာတာကတော့မြန်မာပြည်ကလုံးလုံးတုတ်တုတ်လုံးလုံးကြီးတွေဆိုတဲ့ပရိသတ်ကြိုက် story လေးတွေအကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နံပါတ်1လူလူအောင် KU ရောဈေးကြီးတို့ကျွေးတီးခြင်းတဲ့ညီကိုတွေကလည်းကျွန်တော်ပေါင်းမြန်မာပြည်မှာမနေမတော့ပါဘူးဒီဘက်ရဲ့ကောက်ကြောင်းတွေကခေါ်တဲ့တောင်းမကပြန်ငေးကြီးရအောင်ကိုကလေးမေဆိုတဲ့ဂုံပုတ်ကူတော်မှာရုံတောင်မြုံချင်ရလောက်ပါလိနောက်တော့ဒီမရဲ့ရေစင်းငါပေါ်ရီနဲ့ဝင်တာတောင်တန်းကြီးတို့ပုံပေါက်နေတဲ့ရှေ့ရက်ကခြံဝန်းနေကြောင်းလာချက်ကတော့ညဘက်မှာလာထွက်သလားအောင်မရလို့ပါပဲနောက်ပြီးတော့စပင်မုတ်ဆက်ကြီးနဲ့အုတ်ခံရင်လိုက်တာဆိုတဲ့ဒီမရဲ့မထီတတိစကားတွေကြောင်းလေနွားလေးတွေကတော့စကမေးတွေတောင်မရကြတော့ပါဘူးနံပါတ်1သစင်ဦးပြုံးမလေးဒုက္ခပေးရင်ချားစော်လေးလိုက်မပြီးဘူးဆိုတော့ကျွန်တော်စာရေးသူကတော့နေရင်ထိုင်နေတဲ့ရှောင်းကုန်းပေါ်ဖြစ်ရှိနေတဲ့အထိကိုသစင်ဦးမှသစင်ဦးလို့ဖြစ်နေတာပါအခြေခံရင်နေတဲ့ဒီမရဲ့တက်နေတဲ့ကွက်လက်လေးကိုဖြည့်ဆည်းပေးခြင်းနေကြတဲ့ညီကိုတွေကလည်းအခုဆိုရင်တူနေပြီပါပြီအရှုံးနေထဲမှာလဲပြုံနေတဲ့တဲ့သင်ဦးကတော့မယူဖန်ဖြစ်နေတဲ့အတွက်လေမောင်လေးဘလောက်ဆိုးဆိုးဒီမှာကတော့တီးခံရင်တရားနဲ့ပြီးပြည့်စုံနေတာမလို့ကျန်းကျန်လို့ကျန်းမောင်ပါကျန်းလို့ဖို့ဆိုတဲ့မျိုးကြီးအတွက်ကတော့ okay ဆိုပြီးပါပြီ